ဒီနေ့ချစ်ကြရအောင်လို့မိတ်ဆက်ပွဲကိုတယောက်ချင်းပြတဲ့စာပေမိတ်ဆွေများအားလုံးကိုတကားပါလို့နှုတ်ခွန်းဆက်လာပါတယ်ကျွန်တော်တို့တွေဟာအရှိအကြောင်းကိုအနှစ်တစ်သောင်းပြောတော့မကုန်နိုင်ပါအချစ်ကဘာတွေကိုအနှစ်တရာလှည့်လည်စေအောင်တော့မဆုံးနိုင်ပါတနေ့တည်းရဲ့အချစ်အတွက်အသက်ရှင်ကြခြင်းဟာတူရဲ့အလိုကိုတူကဖြည့်ဆည်းပေးတယ်လို့မိပါတယ်ခင်ဗျာကျွန်တော်တို့မြန်မာကဏ္ဍဝင်စာပေလက်ရာတစ်ခုထဲမှာချစ်ကြပြလေးတစ်ခုတစ်ပွဲဖြစ်နေတဲ့ပါရလေးကိုရွတ်ဆိုဝင်ပြပါအဲ့ဒီပါရလေးကပခမ်းမင်းသားကြီးရေးသားခဲ့တာဖြစ်ပြီးတောကြောင်မှာပေါင်းအိတ်လို့တောင်ထိပ်မှာကွေမလေးကုံကုံချစ်တဲ့မှုန်နှစ်ကယ်လေးလို့ရေးသားခဲ့တာတွေ့ရှိခဲ့ရပါတယ်အဲ့ဒီလိုပဲမြန်မာကြပြာရှာကြီးတူကြပြာပုတ်ရေအနှဲငယ်လားရေးခဲ့ပြီးကြပြာရှာရည်လို့အသိမှတ်ခံရတဲ့ရှာကြီးဦးရဲထင်ကလည်းဒီလိုလေးရေးသားခဲ့တာကိုရွတ်ဆိုဝင်ပြပါခင်ဗျာရွှေစီအိမ်ပေါင်းပုံနှောပါလို့ဘယ်ရောပါအောင်နဲ့ကွယ်မကြောက်တန်းညောင်တန်းမှာဝေးလေးလေးပေါ့အထွေတွေတစ်စေကိုမေးပါလို့ပြေးတယ်ကွယ်အင်းမနေမြေမနေရဲ့နဲ့ခေါင်းပေါက်ရင်ဖိတ်ပုတ်မယ်စိတ်လုံးမယ်လို့မကြံပြေညအခါလာတာတာပန်တို့လို့တန်ကို့တော့မဆိုရဲရှာဘူးဇိုင်းရဲ့ငယ်ငယ်ကလေးကဆွဲရှင်းလို့ရေးလာခဲ့ပါတယ်အဲ့ဒီနေရာလေးမှာဒီကဗျာလေးကိုကျွန်တော်ဖတ်တိုင်းညအခါလာတာတာပန်တို့လို့တန်ကို့တော့မဆိုရဲရှာဘူးဆိုတဲ့နေရာလေးကိုကျွန်တော်အဲ့ဒီနေရာရောက်တိုင်းအများအားစဉ်းစားမိပါတယ်တန်ကို့တော့မဆိုရဲရှာဘူးဆိုတာကတော့အခုရဲ့တော်ပါတော့ရပ်ပါတော့လို့တောင်မှမပြောနိုင်တဲ့မိန်းကလေးတယောက်ရဲ့သူ့ရဲ့ပင်ကိုကလာတဲ့ချစ်မြတ်တာရဲ့စကားသံလေးဆိုတာရိပ်စားမိလာခဲ့ပါပဲအလားတူပဲမြန်မာဗျာစာကြီးဦးတင်မိုးကသူ့ရဲ့ထင်ရှားကြော်ကြားတဲ့ကိုရင်ဝက်ကဗျာမှာသူ့ရဲ့အိမ်နေသူလက်ကြောမတင်းတဲ့ခင်မောနှစ်သူကိုဒီလိုကလေးရေးခဲ့ပါတယ်မနဲ့အခါကျက်မအစာကောက်တောင်မှာသူဟောက်ပါနေတယ်အုံတော့မယ်မုံလှတော်တဲ့ကိုရင်ဝက်ဆိုတဲ့လူကြီးဟာအညာကျေတော်သူမကြီးရဲ့ခင်မောဖြစ်ပြီးလက်ကြောမတင်းလေတော့အဲ့ဒါကိုမြင်တွေ့ရတဲ့ကျေတော်သူမကြီးကမနဲ့အခါကျက်မအစာကောက်တောင်မှာသူဟောက်ပါနေလေအုံတော့မယ်မုံလှတော်လို့ရေးခဲ့တာတွေ့ရှိခဲ့ရပါတယ်အလားတူပဲဂျပန်စာဆိုမဲ့ဥက္ကုံဒေဝီကဒီလိုလေးရေးခဲ့ပါတယ်သူငါ့ကိုမေ့သွားလို့ငါမဟုတ်သူအကြီးကျယ်ပြတ်မှာကိုသာငါစိုးရိမ်သည်လို့ရေးခဲ့တာကိုတွေ့ရပါတယ်ကျွန်တော်တို့ကြပြာရှာတွေမြည်သည့်ကြပြာစာပင်ဖြစ်ပါစေအနည်းဆုံးကြပြာရှာတော့တစ်ယောက်ပါခေတ်သုံးခေတ်ကိုဖြတ်တန်းကြရနေဖြစ်ပါတယ်အဲ့ဒီခေတ်သုံးခေတ်ကတော့တိရှင်းမြတ်တာစိတ်ကြွယ်ဝတဲ့ခေတ်နှစ်ဘဝကိုလှုပ်ရှားရုန်းကန်ကြရတဲ့ခေတ်သုံးကမနာပွားများဆင်ញင်ရတဲ့ခေတ်လို့ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီနေရာမှာတချို့ကြပြာရှာတွေဟာဘဝကိုလှုပ်ရှားရုန်းကန်ရတဲ့ခေတ်နဲ့ကမနာပွားများဆင်ញင်တဲ့ခေတ်ကိုရှိပေမဲ့ဝမ်းနည်းစရာကောင်းတာကရှင်းမြတ်တာပွားများတဲ့ခေတ်တို့မှာရှိမနေခဲ့ကြတာပဲဖြစ်ပါတယ်တကယ်တော့ရှင်းမြတ်တာဟာလူမှုဘဝတွေကိုအရှင်ပြေချောမွေ့စေနိုင်ပါတယ်တို့ရဲ့
ကြပြာရှာတောက်ရဲ့ရှစ်မေတ္တာစိတ်ပွားများတဲ့ခေတ်ဟာလူဖွဲ့စည်းကိုကောင်းကျိုးပြုနိုင်ပြီးအချို့သောကြပြာရှာတွေမှာအဲ့ဒီဘဝကိုလှုပ်ရှားရုန်းကန်တဲ့ခေတ်အိုမင်းကြီးဓမ္မနာပွားများရှင်ရင်တဲ့ခေတ်အပြင်နောက်တစ်ကြော့ရှစ်မြတ်တာစိတ်ကျွဲဝါတဲ့ခေတ်ဟာတစ်ချိန်မကတစ်ချိန်ကောင်မှပြန်လဲဆက်ရောက်တာကိုတွေ့ရပါတယ်ဒီနေရာမှာရုရှားဆိုင်ဆိုင်ဖြိုဒရာဒေါ်တိုယက်စကီဟာသူ့ရဲ့ထင်ရှားကြော်ကြားတဲ့လောင်ကစားသမားဝတ္ထုကြီးကိုရေးတော့လက်ရည်ကိုစီးမှကလေးအန်နာကိုလာစားပြီးခေါ်ပြီးသူကနှုတ်တိုက်ချပေးပြီးအန်နာကလိုက်ပြီးတော့မှအဲ့ဒီလောင်ကစားသမားဝတ္ထုကြီးကိုရေးသားမှန်ခဲ့တာဖြစ်ပါတယ်အဲ့ဒီနေရာမှာအကနာပွားများရှင်ရင်တုံတရားတွေရှင်ရင်တဲ့ခေတ်ကိုရောက်ရှိနေပြီဖြစ်တဲ့အိုမင်းသူစိုင်းရှာကြီးဖြိုးတာဒေါ်တိုယက်စကီဟာသူ့ရဲ့အရေးကိုရှင်းမှကလေးအန်နာနဲ့ရှင်းမြစ်တာစိတ်တက်ဝင်ပြီးနောက်ဆုံးမှာသူတို့နှစ်ဦးဟာလက်တွဲပေါ်တွေဘဝကိုရင်ဆိုင်ပေါ်တွေရင်ဆိုင်ဘက်တွေဖြစ်လာခဲ့တာကိုတွေ့ရှိရပါတယ်။ဒါကြောင့်အဲ့ဒီတော့ကျွန်တော်တို့ကြပြာရှာတွေဟာမြည်သည့်ကြပြာရှာတွေဖြစ်ပါစေမိမိရဲ့ရှင်ထဲကချစ်မြတ်တာစိတ်နဲ့အတူဘဝလက်တွဲပေါ်တွေရပ်ပေါ်ရပ်ဘက်တွေမိတ်ဆွေအပေါင်းအသင်းတွေနဲ့လူမှုဘဝကိုရင်ဆိုင်ဖြတ်သန်းနိုင်ကြဖို့ပြောရင်ကျွန်တော်ရဲ့ဝိရိယစကားပြောပြမှုကိုကြားရပါတယ်ခင်ဗျာ ခုလို